Okay, we are live. Hello, မင်္ဂလာပါ live စပါပြီ မင်္ဂလာပါ မင်္ဂလာပါမကြီး မင်္ဂလာပါ ဒီနေ့လည်းကျမတို့ရဲ့အပတ်စဉ်Carolina Eagle အဖွဲ့ရဲ့ live talk business live talk ဖြစ်ပါတယ်ကျမတို့ရဲ့ live talk ကနေကျမတို့ရဲ့ audience တွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီကညီမ3ယောက်ကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဟိုတလောတုန်းကအခြေအနေအကြောင်းပေါ့နော်2ပတ်လား3ပတ်လားကျမတို့ပြက်ကွက်ခဲ့တယ်အခုတော့ပြန်လည်ပြီးတော့ဆက်လက်လှုပ်လာနိုင်တာအဲ့ဒါဝန်တာဆရာပဲပေါ့နော်ကျမတို့တွေကဒီလိုမျိုးဆုံတွေ့ရတယ်ဆိုတာကဒီမှာအပျော်ခရီးလာတာမဟုတ်ဘူးအချိန်ဖြုံးတာမဟုတ်ဘူးကျမတို့ဘဝအတွက်စွန့်စားပြီးတော့အားတဲ့အချိန်လေးကိုယူပြီးတော့အရေးကြီးတော့အလုပ်ငန်းတွေလုပ်နေတာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီနေ့မှာကျမတို့လိုမျိုးကိုယ့်ရဲ့အချိန်တွေမဖြုံးတဲ့နေ့ဆိုရင်တော့လုပ်ငန်းတစ်ခုခုအစားထိုးလုပ်စတင်လုပ်မှပဲဖြစ်တယ်ပေါ့နော်ကိုယ့်ဟာကိုစူးစမ်းပြီးတော့စေကန်းရှိမယ်ဆိုတဲ့အရာတွေကအရန်ခက်တယ်အဲ့ဒါကြောင့်အစားထိုးတဲ့အရာတွေကိုတခါတည်းလုပ်မှပဲဖြစ်တယ်ပေါ့နော်လူကြီးပဲဖြစ်ဖြစ်ကိုယ့်ဟာကိုစေကန်းထိန်းချုပ်နိုင်တာကအရန်ကိုခက်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီညမှာကျမတို့ရဲ့ live ကနေအားလုံးကျမတို့အတီးတီးအားလုံးအတီးတီးရဲ့ audience တွေကိုမင်္ဂလာပါလို့နှုတ်ဆက်တယ်နော်ဒါဆိုရင်ကျမတို့ရဲ့live talk ကိုစတင်တော့မယ်နော်ကျမတို့ကအတီးတီးကျမတို့ရဲ့ခေါင်းစဉ်မတူဘူးပေါ့နော်အဲ့ဒါကြောင့်ဒီညရဲ့ခေါင်းစဉ်မှာတော့ပထမမှာတော့ညီမစန္ဒာကနေစတင်ပြီးတော့မှာဖြစ်ပါတယ် online စီးပွားရေးလုပ်တဲ့အခါ scam ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲဆိုတဲ့ခေါင်းစဉ်နဲ့ဒါတွေဟာအရေးကြီးတယ်တချို့တွေကတော့ online scam လည်းရှိတဲ့အတွက်ကြောင့်လုံးဝကိုမထိရဲမကန်ရဲဖြစ်သွားတယ်ဒါနဲ့တို့လည်းစံကခါတော့စံကကလောကလော然后现在都来，看差点弄嘛，sorry，那都来绕了，差点弄嘛，让下先，哎啦，sorry，然后就嘛，肚里个这个喷没ဝင်လာတာစကားပြောတာတော့မပြောက်တော့ညီမစန္ဒာကနေပေါ့နော်ဒီscam အခု scam လဲရှိတဲ့အတွက်ကြောင့်တချို့လူတွေက online တိုင်းကိုကြောက်ပြီးတော့ scam ဖြစ်မှာကြောက်သွားတယ်ပြီးတော့တချို့ scam ထိတဲ့လူတွေလည်းရှိတယ် scam ထိပြီးမှမလုပ်တော့တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတွေဘယ်လောက်ဆုံးမှုရှိတယ်လဲအဲ့ဒါကြောင့်ကျမတို့လည်းအလိမ်မခံအောင်တချို့တွေကတစ်ခါတည်းအလိမ်မခံဘဲနဲ့နှစ်ခါသုံးခါအလိမ်ခံတဲ့လူကျမစမလေးလာတယ်ပေါ့နော်အဲ့ဒါတွေအလိမ်မခံအောင်ကျမတို့ဘယ်လိုမျိုးသိနိုင်မလဲဆိုတဲ့အရာလေးနဲ့ညီမစန္ဒာကနေမျှဝေပေးဖို့ရဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါအားလုံးကိုတွေ့ရတာဝမ်းသာပါတယ်မတို့ရေနော်ဒီ live talk ကိုကြည့်တဲ့audience တွေကိုလည်းအားလုံးပဲမင်္ဂလာပါလို့ရှုစွာနှုတ်ဆက်ပါတယ်ကျမရဲ့နာမည်ကတော့စန္ဒာဦးဖြစ်ပါတယ်ယခုလက်ရှိနေထိုင်နေတဲ့နိုင်ငံကတော့ USA နိုင်ငံ North Carolina State မှာကျမမိသားစုနဲ့အတူတကွနေထိုင်ပြီးတော့မှဒီdigital business ကို mentorship တရားအနေနဲ့လုပ်ကိုင်နေတူဖြစ်ပါတယ်ဒီညခေါင်းစဉ်လေးကတော့တော်လေးကိုပေါ့နော်ကောင်းတဲ့မိခွင်းလေးဖြစ်တယ်ဆိုတော့ကျမတို့ဒီ online နဲ့လောက်ကိုင်နေရတဲ့လုပ်ငန်းတွေတော်တော်များထဲမှာပေါ့နော်scam တွေလည်းအရင်ကများလာတာဖြစ်တယ်ဆိုတော့ဒီ online စီးပွားရေးကိုစလုပ်တဲ့အခါမှာ scam ဟုတ်မဟုတ်ဘယ်လိုသိနိုင်တယ်လဲဆိုတာလေးကိုကျမသိနိုင်တဲ့လောက်လေးကို sharing လေးလုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့scam ဟုတ်မဟုတ်ကိုဒါနံပါတ်1အနေနဲ့ကျမသိထားတာကတော့ကုမ္ပဏီရဲ့နောက်ခံအချက်အလက်နဲ့သူရဲ့သမိုင်းရှိလား
ဆိုတာလေးကိုနံပါတ်1အနေနဲ့ပြောပြချင်ပါတယ်။ company ကဘယ်လောက်ကြာလေပတ်တာလဲတရားဝင်မှတ်တမ်းတွေရောတင်ထားရလားပေါ့နော်။အများသိထားတဲ့အချက်လက်တွေကိုစစ်ဆေးကြည့်ဖို့အရန်ကိုလိုအပ်ပါတယ်။ဆိုတော့ကျမတို့ဖုန်းတလုံးကင်တာတောင်မှဘနော်စကမ်နေဖုန်းခေါ်တာလေးတော်တော်လေးကိုများတယ်လေနော်ကိုနဲ့ဘာပတ်သက်မှုမှလည်းမရှိဘူးဘာဆက်တွေ့မှုမှလည်းမရှိပေမဲ့လည်းသူတို့စီကနေပေါ့နော်ကျမတို့ဗာလဲဒီစကမ်ဖုန်းတွေလည်းအမြဲတမ်းထိတွေ့နေရတာဖြစ်တယ်ဆိုတော့လုပ်ငန်းတစ်ခုကိုစတင်တော့မယ်ဆိုတဲ့အခါမှာစကင်ဟုတ်မဟုတ်ဆိုတာကဒီထက်မှာကျမသိထားတဲ့အချက်၅ချက်ကလေးကိုကျမမျှဝေပေးခြင်းတယ်အခုနသူ့ရဲ့နောက်ခံအချက်အလက်ကသူ့ရဲ့တမိုင်းတွေကိုနံပါတ်1အနေနဲ့တည်ထားဖို့လိုအပ်တာဖြစ်တယ်ဆိုတော့နံပါတ်2အနေနဲ့သင်ယူလက်လာနိုင်တဲ့ system နဲ့ training တွေပေါ့နော်ရှိသလားဆိုပြီးတော့မှပေါ့နော်ပြန်ပြောလက်လာတင်တာကိုတွေ့ပါတယ်ဆိုတော့လုပ်ငန်းကိုနားလည်အောင်သင်ကြားပေးတဲ့ training နဲ့ mentorship တွေပြီးတော့အဲ့ထက်မှာ support system တွေကတော်တော်လေးကိုအရေးကြီးတာဖြစ်တယ်ကိုနီးပြပေးမဲ့လူတွေပေါ့နော်တကယ်ကိုယ့်ရဲ့အထက်ကလူတွေရှိရလားပေါ့နော်ဆိုတော့ဒီ mentorship တွေမရှိဘဲနဲ့ပေါ့နော်ဒီလုပ်ငန်းကစတင်လို့မရပါဘူးနံပါတ်2ဒါနံပါတ်2အချက်ဖြစ်တယ်ဆိုတော့နံပါတ်3အချက်အနေနဲ့တော့မိခွေအလုံးကိုပွင့်လင်းမြင်သာစွာဖြေဆိုပေးနိုင်သလားပေါ့နော်ဆိုတော့ယုံကြည်စိတ်ချရတဲ့လုပ်ငန်းတစ်ခုဆိုလို့ရှင်နော်တင်းကိုမေးခွန်းတွေကိုရှင်းလင်းစွာပြောပြပေးတော့မှာဖြစ်ပါတယ်အချက်အလေးတွေကိုလည်းဘယ်တော့မှဖုံးကွယ်ထားမှာမဟုတ်ပါဘူးဒါကနံပါတ်3အနေနဲ့မေးခွန်းလေးဖြစ်တယ်ဆိုတော့နံပါတ်4အနေနဲ့အမြင့်အစွန်းကိုအမခံပြောမှအလွယ်တကူချမ်းသာမယ်လို့သူတို့ကမပြောပါဘူးเนาะဘယ်တော့မှစီးပွားရေးလောကမှာကတော့မြန်ဆန်နဲ့ချမ်းသာလာတဲ့ဟာကတော့ဒါမရှိတလောက်ရှားပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါဝင်အာမခံဖို့လိုပါတယ်ပြီးတော့မှဘာမှမလုပ်ဘဲနဲ့အမြန်ချမ်းသာမယ်ဆိုတဲ့စကားတွေကတော့သတိထားဖို့အရန်ကိုလိုအပ်တာဖြစ်တယ်တကယ်စီးပွားရေးတိုင်းမှာစ조사မှုနဲ့တည်ယူမှုနဲ့အချိန်ကိုပေးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီစီးပွားရေးကလောက်ကန်ရင်းနဲ့မြန်ဆန်ချမ်းသာမယ်ဆိုလို့ရှင်တော့ဒါကတော့မယုံပါနဲ့လို့ကျွန်မကတော့ပြောပြချင်ပါတယ်ကိုယ်တိုင်လက်လာပြီးနံပါတ်5အနေနဲ့တော့ကိုယ်တိုင်လက်လာပြီးဆုံးဖြတ်နိုင်ဖို့အချိန်ပေးလာပေါ့နော်သူတို့ကတကယ်စီးပွားရေးအမခံဆိုလို့ရှင်တော့တင်းကိုကန့်လန့်လာတဲ့အခါမှာတင်းကလည်းဆက်တွေ့လာတဲ့အခါမှာတင်းရဲ့လို့တင်မလို့တင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပြီးတော့တင့်ကိုအချိန်ပေးပါလိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့ခိုင်မာတဲ့စီးပွားရေးဖြစ်တဲ့အတွက်တင်ကလည်းယုံကြည်ဖို့ကိုအရန်ကိုလိုအပ်တာဖြစ်တယ်။ဒါကြောင့်မလို့ယုံကြည်စိတ်ချရတဲ့လုပ်ငန်းတွေကချစ်ချင်းဆုံးဖြတ်ခိုင်းတာထက်research လုပ်ဖို့မေးမြန်းဖို့နဲ့စဉ်းစားဖို့အချိန်ပေးလက်ရှိပါတယ်။အဲအကြောင်းမလို့စဉ်းစားကြတယ်အများကြီးပဲကျမတို့လည်းတော့မစတင်ခင်စဉ်းစားခဲ့ကြတယ်အရန်ကိုစဉ်းစားရတယ်ကျမတို့မြန်ဆန်နဲ့အရင်တော့ဆိုလို့ရှိရင်တော့ကျမလုပ်ခဲ့ဖူးတဲ့လုပ်ငန်းတစ်ခုရှိရပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်ကျမတော်လေးကိုစိတ်မြန်သွားခဲ့တယ်ပေါ့နော်ပြီးတော့ဒီဟာဘလောက်တော့မှခိုင်မာမှုရှိလဲကျမမဆုံးဖြတ်ခဲ့မစဉ်းစားခဲ့ဘူးကျမကိုနီးပြတွေကဘလို့လမ်းပြကူညီပေးမလဲဆိုတာကိုလည်းကျမသေချာမလက်လာခဲ့ဘူးအဲ့ဒီထက်မှာလုံးဝအတွေ့အကြုံမရှိဘဲနဲ့ပေါ့နော်သူများတွေကဒီလောက်ငါအောင်မြင်တယ်ဒီလောက်ရှိခဲ့တယ်ဒီလောက်တိုးတက်ခဲ့တယ်ဆိုတာကိုသူတို့ရဲ့ပါစက်နဲ့ပေါ့နော်သူတို့ရဲ့အနည်းငယ်ပြသမှုလေးပေါ်မှာကျမကယုံကြည်ခဲ့ပြီးတော့မှအဲ့ထဲမှာလိုက်ပါမျောခဲ့တယ်ပေါ့နော်အဲ့ခါကျတော့ကျမရဲ့လုပ်ငန်းကတကယ်ရောရေရှည်ရောခိုင်မာသလားဆိုကျမ3လလောက်ပဲလုပ်ကင်ရသေးတယ်တကယ်ပဲ line ပေါ်ကနေပျောက်သွားခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မှန်ကန်တဲ့လုပ်ငန်းဆိုတာကျမအဲ့ဒီအချက်5ချက်ထဲမှာကျမသိထားသလောက်ပေါ့နော်ကျမလည်းလာခဲ့ထားသလောက်ကိုကျမပြောပြတာဖြစ်တယ် mentorship တွေလိုအပ်တယ်ပြီးတော့မှရှေ့မှာ company ကဘလောက်တော့မှခိုင်မာမှုရှိပြီးတော့မှဘယ်နှစ်တောင်မှရက်တည်ခဲ့လဲအခုကျမတို့ company ဆိုလို့ရှိရင်တော့ online ကနေစတင်လာတာဆို9နှစ်10နှစ်ပေါ့နော်ရှိပြီဖြစ်တယ်ဆိုတော့ဒီဟာဆိုလို့ရှိရင်တော့သူ့ရဲ့အာမခံ company ရဆိုလို့ရှိရင်တော့နှစ်90ကျော်တော့မှရှိလာခဲ့ပြီဖြစ်တယ်ဆိုတော့ဒီလိုခိုင်မာတဲ့လုပ်ငန်းကိုလူတိုင်းကလုပ်ပြီးတော့မှရေရှည်ပင်စင်လစာတွေနဲ့ပေါ့နော်အသက်မွေးဝမ်းကြောင်းကိုပြုတ်နေကြတဲ့ဒီမှာလုပ်ငန်းရှင်ကြီးအများကြီးရှိတဲ့ထဲမှာမှကျွန်မမြန်မာလူမျိုးတွေလည်းရှိလာပြီဖြစ်နေကြတာဖြစ်တယ်เนาะအဲ့ခါမှာ
အဲ့ဒီထက်ကနေပျောက်သွားတဲ့လူလည်းမရှိတတ်တော့ဘောနော်ခိုင်မာပြီးတော့မှလူပေါင်းမြောက်များစွာအောင်မြင်လာတာကိုကျမတို့မြင်တွေ့နေရတာဖြစ်တယ်ဆိုတော့လုပ်ငန်းကတော့လူတိုင်းကကိုလှုပ်ချင်တဲ့လုပ်ငန်းကိုရွေးပိုင်ခွင့်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီလုပ်ငန်းတစ်ခုကကျမတို့တိတ်ပြီးစိတ်တိုင်းမကြိုက်ရင်တော့တခြားလုပ်ငန်းကိုရွေးပိုင်ခွင့်ရှိပါတယ်ကျမတို့ဒါပေမဲ့ဒီထဲမှာကျမတို့လုပ်ငန်းတစ်ခုထဲမှာရေရှည်မြုပ်နိုင်တဲ့လူကသူ့ရဲ့ benefit လည်းကောင်းတယ်သူ့ရဲ့ရပိုင်ခွင့်တွေလည်းကောင်းလာတာဖြစ်တယ်ဆိုတော့ကျမအမျိုးသားတို့ company မှာဆိုလို့ရှိရင်တော့နော်သူ့ထက်အရင်လောက်ကန်လာတဲ့လူကသူ့ရဲ့ vacation တို့သူတို့ရဲ့ sea house တို့ဘောနော်သူတို့ benefit တွေကလေအရန်ကိုများတာသူဆိုလို့ရှိရင်တော့အခု9နှစ်တာ6နှစ်ထဲမှာပဲလောက်ကန်နေတော့ဖြစ်တဲ့အတွက်သူများလောက်ကိုမခံစားဘူးဒါပေမဲ့အဲ့ဒီ9နှစ်တာလုံးမှာစိတ်ရှည်စွာပြီးသူလောက်ကန်လာရတဲ့အကျိုးကျေးဇူးကသူကအများကြီးဘောနော်ကိုကြီးပံ့ပိုးခဲ့တယ်ဒီ company ကဘောနော်အဲ့ဒီနီးနဲ့တူတယ်ဘာလို့ဆိုတော့ဒီ company ထဲမှာလဲပေါ့နော်ရေရှည်လောက်ကန်လာတဲ့လူတွေကအခုဖန်ဆယ်နေရပြီးတော့မှပေါ့နော်သူတို့ရဲ့လာစာတိုးတက်မှုတွေကိုလည်းကျမတို့မြင်တွေ့ရတယ်သူတို့ရဲ့ပန်ဆိုင်မှုတွေကိုလည်းကျမတို့မြင်တွေ့နေရတာဖြစ်တယ်ဒါကြောင့်မလို့ကျမဒီလုပ်ငန်းခွင်ထဲမှာဒီအချက်အလက်တွေကိုရှင်းပြထားတာဒီမကဘဲနဲ့ပေါ့နော်အဆုံးသတ်အနေနဲ့ online စီးပွားရေးကိုပဲဖြစ်ဖြစ်ကိုယ်တိုင် research လုပ်ပါမေးခွန်းတွေကိုမေးပါအချက်အလက်တွေကိုစစ်ဆေးပါပြီးမှယုံကြည်စိတ်ချစွာဆုံးဖြတ်ပါအသိပညာနဲ့ဆုံးဖြတ်ချက်ကအကောင်းဆုံးကာကွယ်မှုကိုဖြစ်စေတာဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့အသိပညာလေးနဲ့ပေါ့နော်ဒီလုပ်ငန်းကိုလက်လာစေခြင်းနဲ့တေချာလေးဒီထဲမှာပေါ့နော် mentor တွေအများကြီးရှိတာဖြစ်တယ်အဲ့ဒီထဲမှာမှကိုတိကျွမ်းတဲ့လူနဲ့ပဲလဲလာမလားကိုစိတ်ချရတဲ့လူနဲ့ပဲလဲလာမလားဘယ်သူဘယ်ဝါနဲ့ပဲလဲလာပေါ့နော်ဒီ digital business ကို online ကနေကိုလည်းလုပ်ချင်တယ်ကိုယ့်ရဲ့ personal နဲ့ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှနည်းနည်းမဝေးမကွာနေချင်တဲ့လူဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကတော့အရန်ကိုတင့်တော်တယ်ကျမဆိုလို့ရှိရင်လည်းဒီချိန်မှာကျမရဲ့ personal လုပ်ငန်းနဲ့အရန်များတာဖြစ်တယ်အဲ့ခါမှာကျမရဲ့ personal တွေကိုလည်းလုပ်လို့ရခဲ့တယ်လို့ကျမဒီ online ကိုလည်းအချိန်ပေးပြီးတော့မှလုပ်ခဲ့ရတာဖြစ်တယ်ဆိုတော့လုပ်ငန်းတိုင်းမှာကတော့အချိန်မပေးရဘူးဆိုတာမရှိဘူးအချိန်ကိုပေးရတာဖြစ်တယ်အချိန်မပေးဘူးဆိုလို့ရှိရင်တော့ကိုကနောက်နှိမ့်သွားမှာဖြစ်တယ်ဆိုတော့ဒီထက်မှာလည်းအချိန်ကတော့နည်းနည်းပဲဖြစ်ဖြစ်ကိုအချိန်ကိုရှော့ပြီးတော့မှဒီလုပ်ငန်းကိုလည်းဒီနေ့နည်းနည်းချင်းစီစတင်ဖို့အရန်ကိုလိုအပ်တာဖြစ်တယ်ဆိုတာကိုဒီကနေအဆုံးသတ်ရင်းနဲ့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ညီမမျှဝေပြီးသွားတာအရန်ကောင်းတယ်ဒီနေ့မှာကျမတို့ကိုယ့်ဟာကိုယ်ကောင်းကောင်းလေးမလေ့လာဘူးဆိုရင်ဒီအခွင့်အလမ်းအရန်ကောင်းတဲ့အခွင့်အလမ်းကိုရှုံးသွားမှာဖြစ်တယ်ဗာလဲတကယ်လေ့လာရဆိုရင်စကမ်လားစကမ်မဟုတ်ဘူးလားဆိုတာကတော့အရန်ကိုသိတာလွယ်တယ်ပေါ့နော်ကျမတို့ရဲ့စီးပွားရေးစကမ်မဟုတ်တဲ့စီးပွားရေးကအမဲရန်ကို product လည်းရှိတယ်ပေါ့နော် service လည်းရှိတယ်အဲ့ဒါကြောင့်ဒီ service ဟာကျမတို့မှာလည်းအပြည့်ရှိတယ်ခုနပြောတဲ့ mentorship coach တွေရှိတယ် community တွေရှိတယ်ပြီးတော့ကျမတို့ဝင်တာနဲ့ product ကိုဝယ်ပြီးတော့ဝင်တာဖြစ်တယ်အဲ့ဒါကြောင့်တခြား scam တွေကပတ်စံသွင်းပြီးတော့ product မရှိဘူးလေနော်အဲ့ဒီတစ်ချက်လေးတော့မှကျမတို့scam ဟုတ်မဟုတ်ကျမတို့သိလွယ်တယ်ပေါ့နော်နောက်တစ်ခုနောက်ဒုတိယအနေနဲ့ညီမခင်တီရာအောင်ကိုဖိတ်ခေါ်ပါတယ်ဘဝမှာအောင်မြင်သူနဲ့မအောင်မြင်သူရဲ့ကွာခြားချက်ကဘာလဲပေါ့နော်ကျမတို့ဒီစီပွဲပဲဖြစ်ကျန်တဲ့အပြင်မှာအရင်ဒီစီပွဲမရောက်ခင်ကလေးအပဲဖြစ်ပေါ့နော်အောင်မြင်သူနဲ့မအောင်မြင်သူတအားကွာတယ်အကြောင်းအတူတူနေလာတယ်တချို့တွေကတော့ဆယ်ရန်အောင်တက်ကတူအောင်တာနဲ့တခြားနေရာမှာသူတို့ဘဝအောင်မြင်သွားတယ်ကွာခြားတအားကွာခြားသွားတယ်တချို့တွေကအလုပ်တော့မရတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီစီးပွားရေးမှာလည်းတချို့မြန်အောင်မြင်တယ်တချို့နှေးကွေးတယ်ဒီအောင်မြင်မှုရဲ့ကွာခြားချက်ကဘာများလဲပေါ့နော်ဆိုတဲ့အရာလေးကိုမျှဝေပေးဖို့ရညီမခင်တေတာအောင်ကိုဖိတ်ခေါ်ပါတယ်ကဲပါဒီနေ့မှာဒီလိုအရန်ကောင်းတဲ့မိခိုးလေးနဲ့
မျှဝေခွင့်ရတဲ့အတွက်အရန်ကိုပဲဂုဏ်ယူမိတယ်ပြီးတော့အောင်မြင်သူနဲ့မအောင်မြင်သူတဲ့ဂျားမှာဘာလို့ကွာခြားချက်လေးရှိရဆိုတာကဒါလူတိုင်းအတွက်လည်းဒါchallenge တစ်ခုဖြစ်တယ်ပေါ့နော်ကျမတို့လူတော်တော်များများကအောင်မြင်တဲ့ဘဝကိုလူချင်းကြတယ်ဘာဖြစ်လို့လဲဆိုတော့အောင်မြင်မှုရဲ့နောက်ွယ်မှာကျမတို့ငွေကြေးတွေစီးစိမ်ဥစ္စာတွေပိုင်ဆိုင်မှုတွေကိုယ့်ရဲ့ခင်ပေါ်ကြော်ကြားမှုတွေဟလာလိုတိုင်းတတိုင်းရလိုတိုင်းရတဲ့ဘဝတွေကကပ်ပါလာတယ်ဆိုတော့အောင်မြင်တဲ့ဘဝကိုလူတိုင်းလူချင်းကြတယ်ဒါပေမဲ့လူချင်းတဲ့အတိုင်းလူတိုင်းကတော့မရကြဘူးကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲမဖော်နိုင်ကြဘူးဘာကြောင့်လဲဆိုတဲ့အခါကျတော့မစရဲလို့မစဖြစ်လို့မလုတ်ဖြစ်လို့စတာတွေကြောင့်ဖြစ်တယ်ဗောနော်ဘာကြောင့်မစရဲကြတာလဲဆိုတဲ့အခါကျတော့ကြောက်ကြတယ်ဒါကိုလုပ်လိုက်ရင်ဒီစီးပွားရေးကိုစလိုက်ရင်ရှုံသွားရင်ဘယ်လိုလုပ်မလဲဘသူကဒါကိုအမခံမှလဲဆိုပြီးတော့မှတွေးဝေပြီးတော့မှကြောက်ကြတယ်ဒီမေးခိုးနဲ့ပဲစီးပွားရေးမှာအောင်မြင်ခြင်းကြပြီမဲ့ဒီမေးခွန်းကြောင့်ပဲကိုယ့်ကိုဒီမေးခွန်းကိုမကြော်နိုင်တဲ့အတွက်ကိုရှေ့ကိုမဆက်နိုင်ကြတဲ့သူတွေဒီမှာအများကြီးတွေ့ခုရပေါ့နော်ဆိုတော့သူတို့ဆိုရင်ညာတယ်တခုခုမှရင်းနှီးမြှုပ်နှံလဲလို့ရှိရင်စီးပွားရေးလုပ်လို့ရှိရင်ဒီစီးပွားရေးမှာရှုံးသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မစရဲကြဘူးဒါကြောင့်ဘဝမှာဘာမှဖြစ်မလာဘူးအောင်မြင်တဲ့လူတွေကြတော့ဒါကိုပြောင်းပြန်ပြီးမကြရှုံးမဲနဲ့အောင်မြင်သွားရင်ရောဘလို့ခံစား권တွေရမလဲဘလို့အကျိုးမြတ်တွေရမလဲကိုယ့်အတွက်ဘလို့အခွင့်အရေးတွေပေါ်လာမလဲဆိုတာကိုတွေးကြတယ်ဆိုတော့အောင်မြင်သူနဲ့မအောင်မြင်သူဂျားရက်မှာအဓိကကွာခြားချက်ကကိုယ့်ရဲ့ဒီမွေးရပါအရေးချင်းဒီ talent မဟုတ်ဘဲနဲ့စိတ်နေသဘောထား mindset ကိုယ့်ရဲ့နေ့စဉ်အလေးအကျင့်ရနောက်ပြီးတော့မှအရှင်ယူတတ်မှုပေါ်မှာပဲကွာအောင်မြင်သူနဲ့မအောင်မြင်သူဆိုပြီးတော့မှဒါကကွာခြားသွားတာဖြစ်တယ်အဲ့တော့အောင်မြင်တဲ့သူတွေကကြတော့ခွင့်အရေးကိုရှာတယ်အောင်မြင်တဲ့သူတွေကြတော့အကြောင်းပြချက်ကိုရှာတယ်အောင်မြင်တဲ့လူတွေကစပြီးလုပ်တယ်အရာအားဆုံးပြည့်စုံမှ perfect ဖြစ်မှစမယ်လို့မစအောင်အောင်မြင်တဲ့သူတွေကြတော့အချိန်မရသေးပါဘူးငါ့မှာအချိန်မရှိဘူးငွေအရင်နေ့ကလည်းစတင်ဖို့မလုံလောက်သေးဘူးဆိုပြီးတော့မှစောင့်နေတတ်ကြတယ်အဲ့ဒီခါကျတော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ကျမတို့အခွင့်အရေးတွေဆုံးရှုံးသွားတယ်အဲ့တော့အခွင့်အရေးတွေဆုံးရှုံးသွားတဲ့အခါကျတော့ကိုမမြင်တတ်တဲ့မျက်စိအပေါ်မှာကိုကမသိဘဲနဲ့ဒီစီးပွားရေးကဆိုတော့ညီမဆန္ဒပြခဲ့တယ်လို့ဒါရဲ့စကန်ဘုတ်လို့ငါမလုံနိုင်တာပါဆိုပြီးတော့လေသဘုတ်လွေလွေးရလေပြောတတ်ကြသေးတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ဒီခံယူမှုတွေအပေါ်မှာပဲမူတည်တယ်ပေါ့လေအဲ့တော့နောက်တစ်ခုကကြတော့ဘာလဲဆိုတဲ့အခါကျတော့မအောင်မြင်တဲ့သူတွေကအောင်မြင်လာခဲ့ကြတဲ့လမ်းခရီးတစ်ချက်မှာသူတို့ကတောင်းချအောင်မြင်လာကြတာမဟုတ်ဂျားထဲမှာမအောင်မြင်မှုတွေကြာရှုံးမှုတွေကလည်းပဲရှိခဲ့ကြသည်ဒါပေမဲ့မအောင်မြင်မှုတွေကိုသူတို့ကကြော်ဖြတ်လာခဲ့ကြတယ်အောင်မြင်တာဘာကြောင့်မအောင်မြင်တာလဲဘယ်နေရာမှာပါသွားလို့လဲဆိုတာကိုသင်ခန်းစာယူပြီးတော့မှပြန်စတယ်ပြန်ထတယ်နောက်တစ်ခါပြန်စားတဲ့ခါကျလို့ရှိရင်ငါအရင်ကမှားခဲ့တဲ့အမှားမျိုးငါထပ်မမှားဘူးဆိုပြီးတော့မှတတိထားပြီးတော့မှအဲ့ဒီအမှားကိုသင်ခန်းစာယူပြီးတော့မှကြော်ပြီးတော့မှမှန်ကိုပြင်နိုင်တဲ့အတွက်ဘာဖြစ်လာလဲဆိုတော့အောင်မြင်လာတယ်မအောင်မြင်တဲ့သူကြတော့အဲ့လိုမဟုတ်ဘူးပြဿနာတစ်ခုရင်ဆိုင်ရတယ်အရှုံးတစ်ခုရင်ဆိုင်ရတယ်အမှားတစ်ခုခုနဲ့တွေ့လာရတဲ့အချိန်မှာကြောက်သွားတယ်ရက်သွားတယ်စွန့်လွတ်လိုက်တယ်အဆုံးရှုံးခံလိုက်တယ်အဲ့ခါကျတော့ဘာဖြစ်လာလဲဘာမှဖြစ်မလာဘူးလေမစရဲဒီအခက်ခဲကိုမကြော်လွှားရဲတဲ့အတွက်ဒီနေရာမှာပဲရက်နေခဲ့တဲ့အတွက်ရှေ့ကိုဘလို့မှရောက်မလာဘူးရောက်မလာတော့အောင်မြင်မှုဖြစ်တဲ့ကြနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့အောင်မြင်တဲ့သူတွေကရေရှည်တွေးပြီးတော့မှကြည့်တယ်အရှိကိုမျှော်ပြီးတော့မှကြည့်တယ်နောက်9နှစ်အတွင်းမှာငါဘာဖြစ်ရမလဲနောက်10နှစ်အတွင်းမှာငါဘာဖြစ်ရမလဲဆိုတဲ့တန်တိတ်ထန်တဲ့ကိုယ့်ရဲ့ရှေ့ရေးကိုရှောက်ကြတယ်အောင်မြင်တဲ့သူတွေကအဲ့လိုမဟုတ်သူကငါဒါရင်းနှီးမြှုပ်နှံပြီးပြီဆိုလို့ရှိရင်ငါတစ်လအတွင်းမှာငါဘယ်လောက်ရမှာလဲနေချင်းညာချင်း result ကိုခွက်ချင်ကြတယ်အောင်မြင်မှုကိုလိုချင်ကြတယ်လို့ရတဲ့အောင်မြင်မှုဆိုတာလောကကြီးမှာရှားတဲ့အပြင်မတီလဲမတီမြဲဘူးပေါ့နော်ဆိုတော့အောင်မြင်တဲ့သူတွေကအဲ့ဒီရေတိုလေးမှာအချိန်တိုတင်းမှာရလာမဲ့ရဲလက်ကိုပဲမျောခုပြီးလုပ်တဲ့သူတို့ကလောကရန်ကိုကြံ့မခံနိုင်တဲ့ရေရှည်မှာတစ်ထက်အစာပေါင်းများစွာကြီးမားတဲ့အောင်မြင်မှုကိုဒီကို benefit တွေကိုမဆုံးရှုံး
ခံလိုက်ကြရတယ်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတယ်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့အောင်မြင်တဲ့သူတွေကကိုယ့်ရဲ့ personal တိုးတက်မှုအတွက်ကိုအမြဲလေ့လာတယ်စာဖတ်တယ်ဟဲ့လားဟိုမသိသေးမတက်သေးတာတွေကိုသင်ယူတယ်ကိုဘာမှဝါသနာပါလဲစီးပွားရေးမှာဝါသနာပါရင်စီးပွားရေးပေါ့နော်ဟဲ့လားကိုရဒီဖြော်ပြရေးမှာဝါသနာပါရင်ဖြော်ပြရေးဘယ်နေရာမှာငါပို့ပြီးတော့မှသူများတဲ့ပို့တောင်းကဘာလို့ရမလဲဆိုတော့အမြဲလေ့လာနေတဲ့အတွက်အဲ့ဒီသူတွေကအောင်မြင်ကြတယ်အောင်မြင်တဲ့သူကြတော့လို့မဟုတ်ဘူးလားကိုဒီနေမြဲနေကြဘဝထဲမှာပဲနေတယ်သူများတစ်ခုလုပ်တယ်ဆိုတော့ဆဲစရာမျိုးလို့ရှိရင်ဝင်ဆဲပလိုက်သူများအောင်မြင်တာတွေ့လို့ရှိရင်လည်းမလီ तू ကကံကောင်းလို့အောင်မြင်တာငါဘလို့ကြောထောင်တော့ခံစီလို့အောင်မြင်တာမလီဒါကဘလို့ဆိုပြီးတော့မှဗလိမ့်တယ်ဒီလိုမျိုးဘလို့ပြောမလဲဒီ negative ကိုပဲရှာပြီးတွေးကြတယ်သူတကယ်စူးစမ်းလို့ရလာတဲ့ reset ဆိုတာကိုမမြင်နိုင်အောင်သူတို့ကမျက်မှန်စိတ်တည်တက်ထားကြတယ်ပေါ့ဆိုအဲ့လိုလူတွေကဘယ်တော့မှလည်းမအောင်မြင်တဲ့အပြင်ဟုတ်လားဟိုထိုင်စိမ့်နေနေပဲစိမ့်နေပဲစီရင်သွားကြတဲ့သူတွေပေါ့လေနော်ဆိုတော့နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့အောင်မြင်တဲ့သူတွေကလည်းအမားတွေကိုလည်းပြတ်တတ်တယ်လို့ပြဿနာတစ်ခုဖြစ်လာလို့ရှိရင်လည်းတာဝန်ယူရဲသူများတွေကိုအပြစ်တင်နေမဲ့ကိုယ့်ဘာကိုယ်တိုင်ဖြေရှင်းတတ်တယ်ဘလို့ဖြေရှင်းရမလဲလား problem တိုင်းရဲ့မဆုံးသက်မှာ solution ဆိုတာကိုရှိတဲ့အတွက်အဲ့ဒါကိုမတွေးတည်အောင်ရှာရတယ်ပြဿနာတွေကိုပို့ပြီးတော့မှဖြေရှင်းလေအတွေ့အကြုံပိုရပြီးတော့မှကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကပို့ပြီးတော့မှကောင်းလာတယ်ဆိုတာကိုရအောင်ယူကြတယ်မောင်မီနဲ့သူတွေကျတော့အဲ့လိုမဟုတ်ဘူးတကူဖြစ်လာလို့ရှိရင်သူများနဲ့ရှင်ပြီးတော့မှငါကညံလို့ပါငါမှာငွေကြေးမရှိလို့ပါငါမှာ background မရှိလို့ပါငါကညံမကောင်းလို့ပါဆိုတော့ဘာသာကိုဆွဲချပြီးမှကြာသွားကြတယ်ဟုတ်ပြီးတော့ကံကြမ္မာကိုလည်းအပြစ်တင်တယ်ပေါ့နော်ငါကံမကောင်းဘူးငါဘာပဲလို့ကံကောင်းမှာမဟုတ်ပါဘူးဆိုပြီးတော့မှကံမကောင်းခြင်းတို့ပဲလက်ခံလိုက်ကြတဲ့အခါဘယ်တော့မှလည်းအောင်မြင်ကြဘူးဆိုတော့အောင်မြင်ကြတဲ့သူတွေမှာပြောမယ်ဆိုလို့ရှိရင်လူသားတွေပဲလေနော်ကျမတို့မှာအောင်မြင်ကြတဲ့သူတွေမှာလည်းဆုံးရှုံးမှုတွေရှိတယ်ပြင်ပန်းခဲ့ရတဲ့အချိန်တွေရှိတယ်စိတ်ကြီးရတဲ့အချိန်တွေရှိတယ်အပြစ်တင်ခံရတဲ့အချိန်တွေရှိတယ် sorry အဲ့လိုသူများစီမှာအစဲခံရတဲ့အချိန်လေးဟလာနောက်ပြီးတော့မှကိုယ့်ရဲ့တချို့သောအခွင့်အရေးတွေကိုလက်လွတ်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ကြတာပဲဒါပေမဲ့ဒီကြားထဲမှာသူတို့တွေဘာကြောင့်အောင်မြင်လာကြတာလဲဆိုတဲ့အခါတော့ဘယ်တော့မှမရက်ခဲ့လို့ဘယ်တော့မှအရှုံးမပေးခဲ့လို့အောင်မြင်လာကြတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့တူညီတဲ့အခြေအနေတစ်ခုတည်းမှာပဲရှိနေရင်တောင်မှပဲဟလာအောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူကွဲထွက်သွားတယ်ဆိုတာကဘယ်လမ်းကိုလိုက်တာလဲဘယ်လမ်းကိုလျှောက်တာလဲဆိုတာကဘဝကိုလုံးဝပြောင်းလဲစေနိုင်တာပါအောင်မြင်တဲ့သူတွေကဆိုလို့ရှိရင်စတာထွက်တဲ့အဝေးကိုကြိုးကြည့်ထားတယ်ဟလာငါဘလောက်ကြာရင်ငါဘာဖြစ်ရမလဲဆိုတာကိုတည်တည်ချာချာဘိုးကိုချမှတ်ထားတယ်ဆိုတော့အလုံးမဲ့ပြောမယ်ဆိုလို့ရှိရင်မတို့ဒီနေ့အောင်မြင်တဲ့အလုံးမဲ့ဆိုလို့ရှိရင်ဟလာသူကပါမန်ကားတစ်စီးကိုကြည့်ပြီးတော့မှလျှက်စစ်ကားကိုကြိုပြီးတော့မှမြင်နောက်ပြီးတော့ကျမတို့ဒီ Steve Jobs ပြောရမယ်ဆိုလို့ရှိရင်သူဆိုလို့ရှိရင်လည်းပဲတာမန်ဖုန်းလေးတွေကျမတို့အရင်တော့ကင်ရတာမန်ဖုန်းလေးတွေဘာမှဘလောက်မှမဆောင်းဆန်နိုင်ဘူးပြောနိုင်တယ်ဆိုနိုင်တယ်စာရေးနိုင်တယ်ဆိုတဲ့တာမန်ဖုန်းကလေးကိုကြည့်ပြီးတော့မှသူက iPhone ကိုတီထွင်နိုင်ခဲ့တယ်ဆိုတော့သူတွေဒီလိုတီထွင်နိုင်ခဲ့ကြတယ်ဆိုတာသူကိုယ်တိုင်ကအရန်ကို professional ဖြစ်နေတဲ့ပညာတတ်ကြီးတွေတီထွင်မှုကြီးတွေပါရဂူကြီးတွေမဟုတ်ကြဘူးတို့ပေမဲ့ဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကိုဘိုးကိုလုံးဝတေးချမ်းချမှတ်ထားပြီးတော့မှမဖြစ်ရောက်သွားကြတယ်လဲကြရင်လည်းပြန်ထားတယ်ရှေ့ဆက်တယ်မဆုံးတော့မှသူတို့လိုတိုက်တာတခုချိန်တိုက်တာတခုရောက်လာတဲ့အချိန်မှာအခုအောင်မြင်တဲ့ iPhone ဆိုတာလူတိုင်းကမမတ်မမောလိုချင်နေကြတဲ့ iPhone ဆိုတာပေါ်လာတယ်လူတိုင်းကအရန်ကိုစီးကျင်နေကြတယ်ကျမတို့ဒီလျှက်စစ်ကားဒီလို mask ကားတွေပေါ်လာတယ်ပေါ့နော်ဆိုတော့ဒီလိုအောင်မြင်မှုတွေရဖို့ဆိုလို့ရှိရင်ကျမတို့ရှင်းရမယ်ရှောက်ရဲရမယ်ဟလားအကြောင်းမယုံနဲ့နေကျမတို့ရှေ့ကိုဆက်ရဲရမယ်အမှားတွေကနေပြီးတော့မှကျမတို့သင်ခန်းစာယူပြီးတော့မှရှေ့ကိုဆောက်ရမယ်ဘာကြီးပဲဖြစ်နေတဲ့အရှုံးမပေးအရှုံးမပေးပဲဒီနေ့မှာအောင်မြင်တဲ့သူတွေအဖြစ်ကိုရအောင်သွားမယ်ဆိုတဲ့စိတ်ကိုမွေးမှဖြစ်မယ်ဆိုတော့ကျမတို့ဒီ live ကိုကြည့်နေကြတဲ့ကျမတို့ရဲ့ audience တွေကလဲတဲ့ပို့ကိုမေးကြည့်ဖို့လိုပါပြီကျမတို့ဘယ်လမ်းကိုရှောက်မလဲအောင်မြင်တဲ့သူတွေရှောက်တဲ့လမ်းကိုရှောက်မလားဒါမှမဟုတ်ကိုယ့်ရဲ့ comfort zone နဲ့မှာပဲငါတော့မလှုပ်ရဲပါဘူးမစရဲပါဘူးမရင်းရဲပါဘူးဆိုတဲ့ comfort zone နဲ့မှာပဲနေရင်နဲ့မတိမတန်နဲ့သူများရဲ့နောက်မှာပဲအမြဲတမ်းကြံနေခဲ့အဆုံးပိတ်မှာနောက်ဆုံးမှာပဲကြံနေခဲ့
လမ်းမျိုးကိုပဲလိုချင်တာလားဆိုတော့ဒီနေ့ဒီ live talk လေးကိုကြည့်ရင်းနဲ့ရွေးချယ်ပါနောက်9နှစ်မှာကျမတို့ဘယ်နေရာမှာပြန်ဆုံတွေ့ကြမလဲနောက်10နှစ်မှာကျမတို့ဘယ်နေရာမှာပြန်ပြီးတော့မှဆုံတွေ့ကြမလဲအခုကျမတို့ဒီ live talk မှာရှိကြတဲ့၄ယောက်ဆိုလို့ရှိရင်လားလွန်ခဲ့တဲ့2နှစ်လွန်ခဲ့တဲ့3နှစ်အလားဒီနေ့ထဲမှာအဲ့လိုစကြတဲ့သူတွေဖြစ်တဲ့အတွက်ကိုလိုချင်းနဲ့ကိုအတွက်နောက်9နှစ်မှာလည်းကျမတို့အောင်မြင်တဲ့သူတွေဖြစ်ကျမတို့ပြန်တွေ့ကြရဖို့ကလမ်းပေါ်မှာရောက်နေပြီကိုအတိုင်းအတာနဲ့ကိုရောက်နေကြပြီကိုပြီးခဲ့တဲ့အချိန်တိုင်းရောက်နေကြပြီဖြစ်တဲ့အတွက်ကျမတို့ကတော့အောင်မြင်တဲ့သူတွေအဖြစ်ပေါ်ထွန်းလာကြမှာဖြစ်တဲ့အဲ့တော့ကျမတို့ audience တွေကိုအားလုံးလိုလည်းပဲကျမတို့ဒီလမ်းကြောင်းပေါ်ကိုကျမတို့ကလက်တွဲပြီးတော့မှခေါ်ခြင်းနဲ့စိတ်ဝင်စားရဆိုလို့ရှိရင်ဒါကျမတို့ဒီတရားရောက်ရဲ့ website မှာနာမည် email နဲ့စပြီးတော့မှလေ့လာပါမရှိနဲ့မိကိုနေစီလို့ရှိရင်လည်းကျမတို့ရဲ့ messenger မှာလာရောက်ပြီးတော့မှဘေးမြန်းမှာစုံစမ်းမှာဒီတိုင်းကြီးထိုင်နေရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးကျမတို့ကိုလိုချင်တဲ့လမ်းကိုရှောက်ပါလို့ဒီညာကနေပြီးတော့မှ sharing လုပ်ရင်းနဲ့ကျမရဲ့ဒီဆွေးနွေးခြင်းကိုဒီမှာအဆုံးသတ်ပါတယ်အမလည်းတောင်းပြီးနေချိန်ပြန်ပြီးတော့မှအပ်ပါတယ်ကျေးဇူးတင်ပါတယ်ကျမကဒီ American ပြည်အောင်စု North Carolina ပြည်နယ် Charlotte မြို့မှာနေထိုင်တဲ့ခင်သီတာအောင်ဖြစ်ပါတယ်ရှင် မြုပ်နေတယ် ရှေ့ပြတဲ့အရာပေါ်မှာကျေးဇူးအများကြီးတင်တယ်အားလုံးကအောင်မြင်ခြင်းကြတယ်ဒါပေမဲ့အောင်မြင်သူနဲ့မအောင်မြင်သူရဲ့ကွာချက်လည်းအရေးကြီးတယ်ပေါ့နော်ဒီနေ့မှာအောင်မြင်ခြင်းလဲဆိုရင်သူများဘာပြောပြောနားပိတ်ထားပြီးတော့ကိုလူချင်းတဲ့အရာကိုရအောင်မရမချင်းတူးရမှာဖြစ်တယ်ပေါ့နော်လမ်းခုလမ်းမှာဘေးနာကိုကြည့်ပြီးတော့သူများပြောတာကိုနားထောင်ပြီးတော့ရနေမယ်ဆိုရင်ကိုယ့်ရဲ့ပန်းတိုင်ရောက်မှာမဟုတ်ဘူးအဲ့ဒါကျေးဇူးအများကြီးတင်တယ်အောင်မြင်ခြင်းတဲ့သူတိုင်းကအခက်ခဲအမျိုးမျိုးအများကြီးကိုကြုံပြီးတော့ကြော်လွှားခဲ့သူဖြစ်ကြပါတယ်အခက်ခဲမကြော်လွှားတဲ့လူတွေကဘယ်တော့မှမအောင်မြင်ဘူးကျေးဇူးအများတင်တယ်အခုဆိုရင်တော့ညီမမမိုးကနေကျမတို့ဒီစေပွားရေးမှာဒီစေပွားရေးမှာအာတာချက်တွေအများကြီးရှိတယ်သူကြိုက်တဲ့အရာတွေအာတာချက်လေးတွေကိုဝေမျှပေးသွားမှာဖြစ်တယ်ကိုလည်းမိတ်ဆက်ပြီးတော့ဝေမျှပေးပါဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါဟယ်လိုမင်္ဂလာပါဒီနေ့ live ထွက်ကနေကြိုဆိုတယ်မို့နာမည်ကတော့မမို့အောင်လို့ခေါ်ပါတယ်လက်ရှိ US နိုင်ငံ South Carolina State မှာမိုရိုမီတာစု3ယောက်တူတူနေထိုင်နေမော်တော့အိမ်နီမိခင်တယောက်ဖြစ်ပါတယ်ဒီနေ့ကောင်းစဉ်လေးကပေါ့နော်မို့အားကိုသဘောကျတယ်အဲ့ဒါလေးကတော့ကျမတို့လုပ်ငန်းမှာဘာအားတာချက်တွေကိုအကြိုက်ဆုံးဖြစ်လဲဆိုတဲ့ကောင်းစဉ်လေးဖြစ်တယ်ပေါ့နော်ဒီစီးပွားရေးမှာအားတာချက်လေးတွေများများရှိတယ်ကျမကြိုက်တဲ့အချက်ကလေးကလည်းအများကြီးရှိတယ်အဲ့ဒီကမှ9ခုလေးကိုဝေမျှပေးခြင်းပါတယ်ပထမဆုံးတစ်ချက်ကတော့ learning ဖြစ်တယ်ဒီလုပ်ငန်းကိုမစတင်ခင်မှာ digital business ဆိုတာဘာလဲမသိခဲ့ဘူး Zoom ဆိုတာဘာလဲမသိခဲ့ဘူးbusiness ဆိုတာဘာလဲဆိုတဲ့အရာတွေ marketing ဆိုတာဘာလဲဆိုတာတွေမသိခဲ့ဘူးပေါ့နော် branding ဆိုတာဘာလဲ online business ကိုဘယ်လိုမျိုးတည်ဆောက်ရမလဲ personal branding ကိုဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတဲ့အရာတွေမသိခဲ့ဘူးဒါပေမဲ့ကျမတို့စီမှာ trainee တွေ mentor တွေ community တွေရှိတော့နေ့တိုင်းမှာသင်ယူရင်းနဲ့ကိုတိုးတက်လာတာကိုမြင်ခဲ့ရတယ်ပေါ့နော်ပြီးရင်ဒုတိယတစ်ခုကကျတော့ system ဖြစ်တယ်တယောက်တည်းအစကနေအကုန်စဉ်းစားစရာမလိုဘူးစီးပွားရေးသမားတော်တော်များများလည်းပြောကြတယ် system ကိုတိဆောက်ပါ system ကိုတိဆောက်ပါဆိုတာပေါ့နော်အဲ့တော့မို့လို့ system မှာဆိုရင်လေ့ကျင့်ပေးတဲ့သူရှိတယ်မေးလို့ရတဲ့ community ရှိတယ် step by step လုပ်လို့ရတဲ့လိုက်လုပ်ရတဲ့system ရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒီအချက်လေးကတော့ကျွန်မအရန်ကိုသဘောကျတဲ့အချက်ကလေးဖြစ်တယ်အဲ့ဒီကနေမှတစ်ဆင့်ကျမတို့လည်းတိုးတက်လာတာဖြစ်တယ်ပေါ့နော်နောက်ထပ်တတိယတစ်ချက်ကတော့ time flexibility ပေါ့နော်ကျမကမိခင်တယောက်ဖြစ်တယ်ဒီစီးပွားရေးကိုစတဲ့ချိန်တော့ကလည်း full time အလုပ်တစ်ဖက်နဲ့မို့လုပ်တယ်ပေါ့နော်အဲ့တော့အဲ့လိုအချိန်လေးတွေကို
busy နေပေမဲ့ဘာလဲဆိုလို့ရှိရင်full time လုပ်ရင်းနဲ့ပြန်လာတဲ့ချိန်မှာလည်းလုပ်ခွင့်ရတယ်အခုဆိုလဲဒါကလေးတစ်ဖက်နဲ့ကလေးကိုဂရုစိုက်ရင်းနဲ့ဒါလုပ်လို့ရတယ်ပေါ့နော်မိသားစုအတွက်အချိန်ပေးလို့လည်းရတယ်ဒီလုပ်ငန်းကတော့ကိုယ့်ရဲ့အချိန်ကိုကစီမံနိုင်တဲ့အတွက်မိသားစုနဲ့အချိန်ယူရင်းနဲ့ကိုယ့်အိမ်မက်တွေကိုတိစောက်ရတာဖြစ်တယ်ပေါ့နော်ကိုယ့်ဟာနဲ့ကိုယ် schedule လုပ်ထားဖို့တော့လိုအပ်တယ်ကို business ပိုင်ရှင်တယောက်ငါက business owner တယောက်ဆိုတဲ့အရာကိုတော့သိထားဖို့တော့လိုအပ်တယ်ပေါ့နော်ဒီအချိန်ကငါရဲ့အလုပ်လုပ်တဲ့အချိန်ဒီအချိန်ကမိသားစုနဲ့အချိန်ဒီအချိန်ကငါလေ့လာတဲ့အချိန်ဒီအချိန်ကshopping ထွက်တဲ့အချိန်ဒီအချိန်ကချက်ပြုတ်တဲ့အချိန်ပေါ့နော်ကိုဟာနဲ့ကို timetable လုပ် schedule လေးတွေလုပ်ပြီးတော့တေချာလုပ်သွားပါအဲ့လိုမျိုးလုပ်သွားနိုင်တဲ့အခွင့်အရေးကိုဒီစီးပွားရေးကပေးတာဖြစ်တယ်ပေါ့နော်9 to 5လိုမျိုး9 to 5 comedy မှာထိုင်နေရတယ်ကွန်ပျူတာရှေ့မှာ9 to 5ထိုင်နေရတဲ့အရာမျိုးမဟုတ်ဘူးကိုလှုပ်ရင်းကာရင်းနဲ့ဒါဘယ်လိုပြောမို့ဆိုလို့ရှိရင်အပင်ကြီးလောင်းနေနဲ့ဒါဗီဒီယိုတော်တော်များများရိုက်ဖြစ်တယ်ပေါ့နော်ညနေခင်းနေဆိုရင်ဒါ grade နဲ့အိမ်ပြင်မှာစော့ပေးနေနဲ့ light tour တွေလုပ်တဲ့ဗီဒီယိုတွေရိုက်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်training သွားတဲ့အချိန်ကတော့တီးတန့် quiet ထိုင်လေးနဲ့ပေါ့နော်ကို focus ထားပြီးတော့လုပ်နိုင်တဲ့အချိန်လေးကိုတော့training ချိန်လေးတီးတန့်ပေးဖို့တော့လိုအပ်တာဖြစ်တယ်အားကြောင့်မလို့ flexible ဖြစ်တယ်ဘယ်လိုပြောမလဲလုံးဝအတိအကျမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင် schedule နဲ့လုပ်ရတာဖြစ်တယ်ပေါ့နော်ပြီးရင်စတုတ္တတစ်ချက်ကကြတော့ personal growth ပေါ့နော်ဒီလုပ်ငန်းကငွေရှာတာတခုတည်းမဟုတ်ဘူးကိုယ့်ရဲ့စိတ်ဓာတ်ကိုပြောင်းလဲပေးတယ် growth mindset တွေဖြစ်လာစေတယ်ယုံကြည်မှုတွေကိုပို့ပြီးတော့တိုးလာစေတယ်လူတွေနဲ့ပြောရဲဆိုရဲရှိလာတယ်အရင်ကဆိုမို့ကတအားကြောက်တတ်တဲ့သူဖြစ်တယ်ပေါ့နော်လူတွေနဲ့စကားပြောရမှာလဲကြောက်တယ်လူတွေရှိတဲ့နေရာဆိုတော့သွားမရဲတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်အခုတော့ယုံကြည်မှုတွေတိုးလာတယ်ပြောရဲလာတယ်မေးခွန်းတွေထုတ်ရဲလာတယ်အဲ့ဒီအရာလေးတစ်ခုမို့အရန်ကြိုက်တယ်ပေါ့နော်အရင်ကလူအများကြီးရှိတဲ့ဇွန်းဆိုအတန်အောင်ထွက်မရဲတဲ့သူဖြစ်တယ်အခုဆိုဘာမေးရမလဲဆိုတဲ့အရာကိုပဲတွေးတဲ့သူတယောက်ဖြစ်လာတယ်ပြီးအမြဲတမ်းမှာတင်ယူတတ်တဲ့သူဖြစ်လာတယ်ပေါ့နော်မို့အတွက်ကတော့ဒီပြောင်းလဲမှုကငွေထက်တောင်မှပို့ပြီးတော့တန်ဖိုးရှိတဲ့အရာတွေဖြစ်တယ်နောက်ဆုံးအချက်ကကြတော့ global community ဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံတကာနိုင်ငံအမျိုးမျိုးကလူတွေနဲ့သင်ယူခွင့်ကိုရတာဖြစ်တယ်အတွေ့အကြုံတွေဖလှယ်ခွင့်ကိုရတယ်တယောက်နဲ့တယောက်အားပေးခွင့်ကိုရတယ်ပတ်ဝန်းကျင်ကောင်းတစ်ခုကိုရောက်သွားတာဖြစ်တယ်သင်ကကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းကကောင်းတဲ့အခါမှာကိုယ်တိုင်ကလည်းပဲအဲ့ဒီပတ်ဝန်းကျင်ကောင်းကိုရောက်လာတာဖြစ်တယ်ပေါ့နော်မတို့ကအရန်ချမ်းသာခြင်းတဲ့အောင်မြင်ခြင်းတဲ့ဒါပေမဲ့ကိုပေါင်းတဲ့အပေါင်းအသင်းကမချမ်းသာဘူးမအောင်မြင်တဲ့လူနဲ့သွားပေါင်းလို့မရဘူးပေါ့နော်အဲ့တော့အပေါင်းအသင်းတစ်ခုအဲ့ဒီပတ်ဝန်းကျင်တစ်ခုကိုပြောင်းလဲပြစ်လိုက်နိုင်တယ်ပေါ့နော်ဆက်ချင်းတော့ခက်ခဲတယ်သိလားချက်ချင်းပြောင်းလဲတဲ့အခါမှာလေခက်ခဲတယ်တချို့မိတ်ဆွေတွေကိုထားခဲ့ရတာရှိတယ်တချို့မိတ်ဆွေတွေကိုဘယ်လိုပြောမလဲစွန့်ခဲ့ရတဲ့အရာလေးတွေရှိတယ်တော်တော်လေးကိုတော့ခက်ခဲတယ်ဒါပေမဲ့အခုကျတော့ကိုပြန်ရတဲ့အကျိုးရလဒ်တွေကအရန်ကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့တန်တယ်လို့ပြန်ခံစားမိတယ်ပေါ့နော်အစပိုင်းမှာနာကျင်ရပါမယ်အခုချိန်မှာတော့ဝမ်းမြောက်ခြင်းတွေနဲ့ဖြစ်လာရတယ်ဒါကြောင့်မို့တို့ကလေငွေကြေးချမ်းသာခြင်းနဲ့အောင်မြင်ခြင်းတွေရခြင်းနဲ့ဆိုရင်ကိုလက်ရှိနေတဲ့ပတ်ဝန်းကျင်မှာပဲထိုင်နေလို့မရဘူးပတ်ဝန်းကျင်ပြောင်းဖို့အတွက်လိုအပ်တာဖြစ်တယ်အဲ့တော့ဒီလိုမျိုးပတ်ဝန်းကျင်ကိုပြောင်းခွင့်ရလိုက်တာဖြစ်တဲ့အတွက်မိုးကကျင်တဲ့သဘောကျတယ်ပေါ့နော်မိုးတို့စီးပွားရေးမှာဆိုရင်လေမိုးတို့လိုအိမ်နေမိခင်ကစပြီးတော့ဟိုးဆရာဝန်အင်ဂျင်နီယာတွေဒီအဲ့လိုမျိုးအမျိုးစုံပါတာဖြစ်တယ်ပေါ့နော်အဲ့ဒီသူတွေရဲ့ပြီးရင်အောင်မြင်တဲ့သူတွေတကယ်သူများရဲ့ရှေ့ကိုပြေးနေတဲ့သူတွေကဘယ်လို mindset တွေဘယ်လိုမျိုးအတွေးအခေါ်တွေနဲ့အလုံးလုံးနေလဲဆိုတဲ့အရာတွေကအစတင်ယူခွင့်ရတယ်အဲ့ဒီပတ်ဝန်းကျင်လေးကိုတခုကိုရလိုက်တာဖြစ်တဲ့အတွက်မိုးကတော့အရန်ကိုကျေးဇူးတင်တယ်အဲ့တော့ဒီပတ်ဝန်းကျင်ကပဲကိုအမြဲရှေ့ဆက်ဖို့အတွက်တွန်းအားပေးတာဖြစ်တယ်ပေါ့နော်ဥပမာဆိုရင် Coach Dave and Rosen တို့ရဲ့training ဆိုမို့အမြဲတက်ဖြစ်တယ်ပေါ့နော်ပြီးရင်မိုးတို့ရဲ့ founder တွေ Mike and Darren တို့ဆိုလို့ရှိရင်လည်းသူတို့ပြောလိုက်တဲ့စကားလေးတစ်ခွန်တိုင်းကကိုယ့်အတွက်ခွန်အားရစရာတွေပဲဖြစ်တယ်လို့ဒါကြောင့်ဒီ community ကိုအရန်ကြိုက်ပါတယ်အဆုံးသက်လေးနဲ့အနေနဲ့ပြောချင်တာကတော့မို့ဒီလုပ်ငန်းကိုသဘောကျတာကငွေတစ်ခုတည်းကြောင့်မဟုတ်ဘူးဒီလုပ်ငန်းကမို့ကိုပိုကောင်းတဲ့မိခင်တယောက်ဖြစ်လာစေတယ်ပို့ပြီးတော့သင်ယူတဲ့သူတယောက်ဖြစ်လာစေတယ်ပို့ပြီးတော့ယုံကြည်မှုရှိတဲ့သူတယောက်ဖြစ်နေမွေးဖွားလာစေခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့
ဒီလုပ်ငန်းရဲ့အကြီးဆုံးအားသာချက်ကတော့လူကိုအရင်တိုးတက်အောင်လို့တိဆောက်ပေးတာဖြစ်တယ်လို့မို့ကတော့ယုံကြည်ပါတယ် thank you ပါ ကျေးဇူးများကြီးတင်တယ်နော်ဟုတ်တယ်ဒီဘယ်လောက်တူတက်မှုရှိလဲပေါ့နော်ဒီစီးပွားရေးတာမဟုတ်ဘဲနဲ့ကိုကငွေရှာပြီးတော့အလုပ်နှစ်ခုသုံးခုလုပ်တယ်ဒီစီးပွားရေးမှာရတဲ့လောက်မြည်အောင်ဆိုပြီးတော့အလုပ်နင်းကန်လုပ်ရင်တော့မှဘယ်လောက်မောမလဲပေါ့နော်ကို့အတွက်အချိန်မရှိတော့အောင်စူးစမ်းရင်တော့မှဒီလိုမျိုးတူတက်မှုကိုရှိမှာမဟုတ်ဘူးအခုကကျမတို့က global ဖြစ်တဲ့အတွက်ကြောင့်ခုနပြောသလိုပေါ့နော်ကျမတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက engineering ဆရာဝန်တွေနာမည်ကြီးတွေဟိုကဘာမှာအခုနာမည်ကြီးတွေနဲ့ဆက်ဆက်မှုရှိနေတယ်အတူတူအလုပ်ကိုင်နေကြတယ်ပေါ့နော်အတူတူ system တုံးပြီးတော့လုပ်ကိုင်တာဘယ်လောက်ကိုကောင်းမြတ်လဲပေါ့နော်ခုနပြပြဆုံဆုံတင်ပြပြတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ကျမလည်းအနည်းငယ်ပေါ့နော်ဒီစီးပွားရေးစတင်ဖို့ရန်အရေးကြီးဆုံးဘာဖြစ်မလဲဆိုရင်ပေါ့နော်ကျမတို့လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်ကျမတို့ရဲ့mindset ရည်ရွယ်ချက်တွေကအဓိကဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ mindset မခိုင်မာဘူးဆိုရင်ကြားထဲမှာအခက်ခဲတွေရှိတယ်ဆိုရင်ကိုကဆက်ပြီးတော့တွားနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ကိုမှမလုပ်ခင်ကတည်းကကိုကဘာဖြစ်ချင်လဲဆိုတဲ့ဟာဆုံးဖြတ်ချက်ခိုင်မာမှုလိုအပ်တယ်လွယ်ဆုံးဖြတ်ချက်ဒါမျိုးမဟုတ်ဘူးပေါ့နော်ခိုင်မာတဲ့ဆုံးဖြတ်ချက်ဆိုတာဆုံးဖြတ်ချက်လုပ်ဖို့ရလည်းခက်တယ်ပေါ့နော်ပြီးတော့ဆုံးဖြတ်ချက်တစ်ခုလုပ်ပြီးတော့ဒါနဲ့လည်းမပြီးဘူးဆက်ခါတော့ကျမတို့ဆက်လက်ပြီးတော့မရမနာပဲနဲ့လှုပ်ဖို့ရလိုအပ်တယ်ပေါ့နော်ရက်လိုက်နားလိုက်ဆိုတဲ့ဟာမျိုးလည်းမရဘူးကျမတို့ပုံမှန်လည်းကျမတို့တွားနေကြပုံမှန်လည်းတွားဖို့ရလိုအပ်တယ်ပြီးတော့အဲ့ဒီကြားထဲမှာရှေ့မှာပြောသွားတဲ့အရာအလုံးထဲမှာပါပြီးစီကံရှိဖို့လည်းလိုအပ်တယ်ကိုယ့်ရဲ့အချိန်ကို manage လုပ်တတ်ဖို့ရလိုအပ်တယ်မိခင်တယောက်ဆိုရင်ဘယ်တော့မှအချိန်မရှိဘူးတခြားလုပ်ငန်းမလုပ်ရင်တော့မှမိခင်တယောက်မှာဒီစီးပွားရေးလုပ်ကိုင်ဖို့ဆိုရင်လည်းတကယ်လို့ကိုယ့်ရဲ့ management ကိုကရည်ရွယ်ချက်mindset မခိုင်မာဘူးဆိုရင်အချိန်ရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်ဒါကိုယ့်ရဲ့အချိန်ကိုလည်းဒီလိုမျိုးလုပ်ငန်းလုပ်နိုင်ဖို့ရဆိုရင်အချိန်စီကံရှိဖို့လိုအပ်တယ် management တွေအရာကိုလိုအပ်တာဖြစ်တယ်ပေါ့နော်ပြီးတော့အမဲတမ်းမပြင်းဘဲနဲ့စူးစမ်းဖို့လိုအပ်တယ်နော်ကိုကစိတ်ညစ်နေတဲ့အချိန်စိတ်မပျော်ရွှင်တဲ့အချိန်ဆိုရင်လည်းအိုးကိုလို့ရမယ့်ဥစ္စာကိုပန်းနိုင်မရောက်သေးဘူးဆိုပြီးတော့ကိုယ့်ရဲ့ comfort zone ကနေထွက်ပြီးတော့ကိုယ့်ရဲ့ပန်းနိုင်ကိုဖက်ကိုအမဲတမ်းခြေလှမ်းဖို့ရလိုအပ်တယ်ပေါ့နော်ဒါကြောင့်ဘွယ်ရမှာစကားကျွမ်းကျင်မှပညာအပြည့်စုံရှိမှနောက်ခံကောင်းမှမလိုပါဘူးဒါတွေရှိရဆိုရင်ကျမတို့ဒီစီပွဲထဲမှာ0နဲ့စပြီးတော့မီလီယံနာတွေရောက်တဲ့လူတွေအနှစ်အကြာကြီးလည်းမလိုဘူးအများကြီးရှိနေပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီညမှာကျမတို့လုပ်နေတဲ့လုပ်ငန်းကကောင်းတယ်ဆိုတာကျမတို့သိတယ်ပြီးတော့တရားဝင်တယ်ဆိုတာသိတယ်စူးစမ်းတဲ့လူတိုင်းအောင်မြင်နေကြတဲ့နေရာဖြစ်တယ်ဆိုတာကိုအားလုံးကပြောသွားခဲ့ပြီးပြီအဲ့ဒါကြောင့်ကျမတို့ရဲ့ live ကိုကြည့်ရှုနေတဲ့သူတွေဆက်လက်ပြီးတော့ EECC ပြန်နှထောင်ပြီးတော့ဒီအခွင့်အလမ်းတွေကိုလိုချင်တဲ့လူတိုင်းကျမတို့လက်တွဲပြီးတော့အားလုံးကိုဖိတ်ခေါ်တာဖြစ်တယ်ဒါကြောင့်ဒီအခွင့်အလမ်းကိုအားလုံးအတွက်လည်းဖွင့်ထားတာဖြစ်တယ်ကျမတို့အတီးအားလုံးကိုအစဉ်ပြေတဲ့လူကြိုက်တဲ့လူကိုလာပြီးတော့ဆက်သွယ်လို့ရတယ်လာမြင်မြန်လို့ရတယ်ကျမတို့အားလုံးစမှာwebsite ရှိတယ် www နဲ့စတဲ့ website တွေအားလုံးရှိတယ်ကျမတို့၄ယောက်ထဲမှာကိုနဲ့အစဉ်ပြေတဲ့လူစမှာလာဆက်သွယ်ပြီးတော့မြင်မြန်ကြပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီညပြန်လဲပြီးတော့မိသွားတဲ့ဟာတွေဆက်ပြောချင်တဲ့သူတွေရောရှိလား
မရှိဘူးဆိုရင်ကျမတို့ရဲ့ live ကတော့ဒီမှာပဲရနာတော့မယ်ပေါ့နော်နောက်တစ်ပတ်မှာပြန်လည်ဆုံကြစို့ပေါ့နော်နောက်တခြားခေါင်းစဉ်နဲ့ပြန်လာကြမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်နေ See you bye bye